လူတချို့ဟာဘာကြောင့်ဆင်းရဲမွဲတေပြီးတချို့ကတော့ချမ်းသာနေတယ်လေဘာကြောင့်လူဖြစ်ပါလေတဲ့နဲ့တချို့ကတော့အသိဉာဏ်ကင်းမဲ့ပြီးတချို့ကျတော့အသိဉာဏ်ရှိတာဖြစ်ရတယ်လေအေးတချို့ကျတော့ပစ္စည်းဥစ္စာဆင်းရဲမွဲတေပြီးတချို့ကျတော့ချမ်းသာကြွယ်ဝတယ်တချို့ကျတော့ရုပ်အစင်းလှပပြီးတချို့ကျတော့ရုပ်ဆိုးတယ်လူချင်းတူပါလေလူကမွေးတဲ့လူသားဖြစ်ရတဲ့နဲ့လှမလှချမ်းသာကြွယ်ဝခြင်းရှိမရှိကျမ်းမာမှုရှိမရှိဆိုတဲ့ကွဲပြားခြားနားမှုတွေဘာကြောင့်လဲဒါစဉ်းစားကြည့်လိုက်ဘာကြောင့်ဒီလိုဖြစ်နေရတာလဲဆိုအကြောင်းမဲ့ဖြစ်နေတာမဟုတ်ဘူးအဲ့ဒီအကြောင်းတွေကိုရှာလိုက်တဲ့အခါမှာအိန္ဒိယနိုင်ငံမြတ်စွာဘုရားမပွင့်ခင်ကဒီနေ့ပြောမယ်ဆိုရင် Hinduism လို့ခေါ်တယ် Hindu တွေဒီကိုယ်ွယ်တဲ့ဟိန္ဒူဘာသာကိုယ်ွယ်တဲ့လူအများစုအိန္ဒိယသံမောင်း